ဒါကြီးများအားလုံးမင်္ဂလာပါကျွန်တော်စနေသားကြီးများအတွက်တပတ်တာငွေကြေးချီအိမ်တော်ရေးကျမ်းမာရေးကန်လေးတွေကိုလီနိုမာကကလေးတွေကြည့်ပြီးတော့ပြပြပေးမှာဖြစ်ပါတယ်အဲ့တော့စနေသားကြီးများအတွက်ကြားလာတဲ့ငွေကြေးကန်နမိတ်ကလေးကတော့ဒီတပတ်တာကာလတွင်မှာတဲ့စနေသားသမီးတွေကငွေကြေးကန်ကအခက်ခဲတွေအကုန်လုံးကိုလွတ်မြောက်ကျော်လွန်ခဲ့ပြီဆိုတဲ့နမိတ်ကလေးကိုတွေ့ရတယ်ပြီးရင်ကိုယ့်အိမ်တော်ဘက်ချစ်သူကိုယ့်ရဲ့ပါတနာတွေနဲ့တွဲလုပ်တဲ့လုပ်ငန်းလေးတွေကအောင်မြင်လာမယ်ဆိုတာလေးကိုတွေ့ရတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အဲ့ရနေပြီးတော့လည်းငွေကြေးလေးတွေကဝင်လာနိုင်ခြင်းရှိတယ်ဆိုတာလေးကိုတွေ့ရပါတယ်အဲ့တော့ငွေကြေးကန်လေးကဒီဘက်တာကာလမှာစိတ်ချမ်းမြေ့စရာပျော်ရွှင်စရာလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကန်ကောင်းနေတယ်လို့ပြောချင်ပါတယ်ခင်ဗျာပြီးတော့အချီစနေသားများအတွက်အချီရေးကကိုမျောလင့်နေတဲ့ချစ်သူကိုတောင်းတနေရတဲ့ချစ်သူပေါ့နော်ကိုကြိတ်ချစ်နေရတဲ့ချစ်သူအဲ့လိုမျိုးသူတွေကကိုစီကိုရောက်လာတတ်တယ်ဖွင့်ပြောဖို့အတွက်ကောင်းတဲ့အချိန်ခါကာလအဲ့လိုမျိုးလေးပြောချင်ပါတယ်ပြီးတော့ကိုယ့်ရဲ့ချစ်သူကိုမျှော်လင့်နေတဲ့ချစ်သူနဲ့ကောင်းတဲ့တွေ့ဆုံမှုလေးတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့်မို့လို့အဲ့ခွင့်ရေးလေးကိုအသုံးချပြီးတော့အခြေခံကောင်းလာနိုင်တဲ့တပတ်တာကာလဖြစ်ပါတယ်ပြီးတော့ဝေးကွာနေတဲ့ချစ်သူတွေပြန်လည်ဆုံစည်းနိုင်တဲ့ဂိမ်းလေးတွေ့ရတယ်ပေါ့နော်ပြီးတော့အိမ်တော်ကြီးကတော့မကောင်းပါဘူးအိမ်တော်ကြီးကကိုယ့်ရဲ့ဂျားလူဝင်နှောက်ယှက်တတ်တဲ့ရှာနာခွားတဲ့လူတွေကိုယ့်ရဲ့အိမ်တော်ကြီးကြားတွေကိုဝင်ရောက်လာတဲ့အတွက်ကြောင့်မလို့အိမ်တော်ကြီးကန်လေးညံ့နေပါတယ်အစစ်မပြေမပျော်ရွှင်မှုလေးတွေရှိလာနိုင်တဲ့တပတ်တာကာလဖြစ်ပါတယ်အိမ်တော်ကြီးတော့အနေငယ်ယူဆရပါမယ်ပြီးတော့ကျမ်းမာရေးကျမ်းမာရေးကတော့ခေါင်းဦးခေါင်းနဲ့ပတ်သက်တဲ့ယောဂဝေဒနာလေးတွေခံစားနိုင်နေရှိတယ်လက်နဲ့ပတ်သက်တဲ့ယောဂဝေဒနာလေးတွေဒီလက်ချောင်းလေးတွေဒါလေးနဲ့ပတ်သက်ပြီးတော့ယောဂဝေဒနာလေးတွေခံစားနိုင်နေရှိတဲ့တပတ်တာကာလဖြစ်တယ်ဒါပေမဲ့ခဏတာဖြစ်တဲ့ယောဂဝေဒနာမို့လို့တိတ်တော့စိုးရင်စရာမရှိပါဘူးကျမ်းမာရေးလေးနဲ့ငယ်ကြည့်ဆိုင်လိုက်ပါအဲ့တော့ဒီတပတ်တာကာလမှာစနေသားသမီးများစောင့်ရမယ်ကနန်းနံပါတ်အတွဲလေးတွေကိုကျွန်တော်ကပြောပြပေးချင်ပါတယ် lucky နံပါတ်လေးတွေပေါ့နော်အဲ့တော့အဲ့ဒါကတော့6ဆိုတဲ့ကနန်းတစ်လုံးနဲ့ရယ်63ဆိုတဲ့ကဏ္ဍနံပါတ်အတွဲလေးရယ်13ဆိုတဲ့ကဏ္ဍနံပါတ်အတွဲလေးတွေကမိမိအတွက်ကံကောင်းစီတဲ့တပတ်တာကံကောင်းစီတဲ့ lucky number လေးဖြစ်ပြီးတော့9ဆိုတဲ့ကဏ္ဍနံပါတ်တစ်လုံးလေးကတော့မိမိအတွက်ကံညံ့စီတဲ့ကဏ္ဍနံပါတ်ဖြစ်ပါတယ်အဲ့တော့စနေသားကြီးများအားလုံးလည်းကျမ်းမာချမ်းသာကြပါစေခင်ဗျာကျွန်တော်အကောင့်လေးကို follow လေးလုပ်အသေးလေးပေး comment လေးရေးပြီး share တော့ဖို့လည်းမမေ့ပါနဲ့ခင်ဗျာအရင်တော့ကကျွန်တော်ဗီဒီယိုလေးတွေကိုကြည့်ခဲ့ဘူးတဲ့ဒီအမျိုးတွေတငယ်ချင်းတွေပေါင်းနေရှိရဆိုလို့ရှိရင်လည်းကျွန်တော်အကောင့်လေးကိုcomment လေးကြည့်တော့ဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ